အချိန်မီတီးခဲရင်ပြတ်သားလိုက်ပါဘဝမှာဖြစ်တင်တာထက်ဖြစ်ချင်တာတွေကိုဦးစားပေးခဲ့လို့တကယ်တမ်းဖြစ်တင်တာတွေနဲ့လမ်းဝေးခဲရတာတွေလည်းရှိမယ်အများကြီးမျောလင့်ခဲ့မိတဲ့အတွက်အများကြီးလည်းနာကျင်ခဲ့ရဘူးမှာပေါ့အရေးကြီးတာတွေကိုဦးစားပေးမဆောင်ရွက်ခဲ့မိလို့ဘဝဟာတီထက်ပိုပြီးရှေ့မရောက်တော့တာတွေလည်းရှိမှာပဲတကယ်တော့ကျမတို့တွေအစွမ်းကုန်မကြိုးစားခဲ့တယ်လို့အားရှိတလောက်လည်းမပြေးခဲ့ကြပါဘူးတချို့အရာတွေကိုရဖို့အတွက်တချို့အရာတွေကိုဘဝထဲကနေပြီးတော့ပြပြတ်သားသားဆွံ့လွတ်ရပါလိမ့်မယ်ဘဝတီအိုရီတစ်ခုရှိတယ်ပျော်ရွှင်ဖို့အတွက်အခွင့်အရေးများစွာရှိပေမဲ့အချိန်လွန်နောင်တတွေအတွက်တော့ဘယ်တော့မှတစ်ကပြန်စားခွင့်မရှိဘူးတဲ့ဒီလိုပဲအရှင်းမှလည်းတတနာတစ်ခုရှိတယ်နာကျင်စရာတွေပဲရရှိဖို့မှန်တည်လျက်ရှစ်လွန်လို့ဆိုပြီးတွေ့ကန်းနေတာထက်ရင်ထဲမှာအနာတရားတွေမရခင်ကတည်းကအချိန်မီလဲထွက်လာနိုင်ခြင်းဟာပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲတဲ့ဒီတော့ကိုနေတဲ့ပတ်ဝန်းကျင်မှာမပြောတော့ဘူးဆိုရင်ကိုလုံးနေတဲ့အလုပ်ဟာဘဝအတွက်တက်လန်းမရှိဘူးဆိုရင်ကိုရောက်နေတဲ့နေရာကကိုအတွက်ဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေကအပေါ်ယံတွေပဲများနေမယ်ဆိုရင်ကိုတွဲထားတဲ့လက်တွေစီကနာကျင်မှုတွေပဲရနေမယ်ဆိုရင်ကိုအလေးအနက်ထားတဲ့အရာတွေစီကပေါ်ပြပြတွေပဲရနေတယ်ဆိုရင်ကိုယုံကြည်ရတဲ့လူတွေကအခွင့်အရေးယူအလွဲသုံးစားလုပ်နေကြမယ်ဆိုရင်ကိုရဲ့နေ့စဉ်ရှင်တန်မှုဟာအတိတ်ပဲမရှိမှန်းစောစီးစွာတီးခဲမယ်ဆိုရင်ကိုအယူအမူကိုးကွယ်ထားတဲ့အရှိကဘယ်လိုမှနှွေးထွေးမှုမပေးနိုင်တော့ဘူးဆိုရင်အဲ့ဒီအရာတွေစီကအချိန်မီလဲထွက်လာခဲ့ပါဒါဟာကိုရဲ့တန်ဖိုးပါပဲနောက်ပြီးတော့ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်တယ်လို့ကိုဘဝအတွက်လည်းအောင်မြင်မှုတစ်ခုဆိုရင်လည်းမမားပါဘူး